ကျွန်တော်ရဲ့တကယ်ချင်းအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ပေါ့နော်ကျွန်တော်ဒီ VST သေးသေးလေးတစ်လုံးကိုကျွန်တော် wire connection ဘယ်လိုဝင်ရမလဲဆိုတော့ကျွန်တော်နည်းနည်းမျှောက်ပြီးမယ်နော်ဒီဟာလေးနဲ့မျှောက်ပြီးမယ်ဗျာ Fuji brand လေးရပါတော့ကျွန်တော်အခုဆင်ပြမှာတော့ဒီ inverter လေးပေါ့နော်ဒီ inverter Fuji brand ပေါ့နော်အခုကျွန်တော်တို့ဒီ inverter လေးကို wire connection ဝင်မယ်ဆိုလို့ရှိရင်အစဒီမှာဒါလေးဖြုတ်တစ်ချက်ပစ္စည်းလေးရင်ဖယ်လိုက်မယ်ပြီးလို့ရှိရင်ဒီကပေါ့နော်ကျွန်တော်တို့သူ့မှာပါတဲ့ name plate ကိုရင်ကြည့်ရမှာဖြစ်ပါတယ်ဒီ name plate မှာဒီမှာသူစုပ်ဒီနေရာမှာကြတော့ကျွန်တော်တို့3 feet 240 volt ပေါ့နော်ဒါ voltage ပေါ့သူ့ကို spline ပေးရမှာဟာပေါ့နော်ဒါကိုကျွန်တော်တို့မှန်မှန်ကန်ကန်ထည့်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီမှာ output ပေါ့နော် output ကလည်းပဲ3 feet 240 volt ပေါ့နော်ထွက်တာပေါ့နော်နောက်တစ်ခုကသူ့ရဲ့အလုပ်လုပ်နိုင်စွမ်းပေါ့နော်အလုပ်လုပ်နိုင်စွမ်းကကြတော့ 2.0 kVA ဆိုတော့ကျွန်တော်တို့1 HP သုံးလို့ရတာပေါ့နော်တကောင်သုံးလို့ရတာဖြစ်ပါတယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါကိုကျွန်တော်တို့ voltage တွေသိပြီဆိုတော့ကျွန်တော် wire ထက်ဆန်းကြည့်အောင်ဗျာကျွန်တော်ကစမ်းပြမှာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်မှဒီမှာ single phase ကြိုးလေးနဲ့ပေါ့နော်ဒီ plug ကောင်းလေးနဲ့စမ်းပြမယ်ပေါ့နော်ဒီ plug ကောင်းလေးစမ်းပြမယ်တကယ်လို့ကိုကအလုပ်သုံးမယ်ဆိုရင်တော့သူ3 phase ဆိုရင်3 phase ပြီးအောင်ပေးရမှာပေါ့နော်3 phase ဖြစ်အောင်ပေးရမှာဖြစ်ပါတယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ wire ထည့်တော့မယ်ဆိုလို့ရှိရင်အရင်ဆုံးသူ့ရဲ့ wire pipe ရရင်တစ်ချက်ပြန်ကြည့်ရမယ်ဗျာကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ L1 နဲ့ L2 ရဲ့ L3 ရှိတယ်ဗျဒါကျတော့သူ့ရဲ့ input ဝင်ရမယ့်နေရာပေါ့နော်ဒါ3 phase 200 volt ကနေပြီးတော့240အထိထည့်လို့ရတာဖြစ်ပါတယ်နောက်တစ်ခုကရေးကြည့်တာဒီမှာ UVW ပေါ့နော်ဒီနေရာကျတော့ကျွန်တော်တို့အလုတ်ထွက်မယ့်နေရာပေါ့နော်ဒီရက်ထွက်တဲ့ wire ကိုကျွန်တော်တို့ motor မှာသွားထည့်ရမှာဖြစ်ပါတယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟာကိုကျွန်တော်တို့ကြည့်ပြီဆိုလို့ရှိရင်ဒီမှာပါတခါတည်းကြည့်လိုက်မယ်ဗျဒီအပေါ်ဟာတွေကဘာတွေလဲဆိုလို့ရှိရင်အပေါ်ဟာကျတော့သူ့ကို control လုပ်ပြီးလုပ်ပေးနိုင်တဲ့ function တွေပေါ့နော်ဒီမှာကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတော့ရွေးချယ်ပြီးတော့ဒီမှာကျွန်တော်တို့ wire connection ဝင်ရမှာပေါ့နော်ဒါလေးကြတော့ကျွန်တော်တို့လွယ်လေးပေါ့နော်ဒီလွယ်လေးတွေကကြတော့ကျွန်တော်တို့ brake ပါတဲ့ motor တွေအတွက်တောင်းတာပေါ့နော်ဒီမှာ brake ပါတဲ့ motor ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ command တစ်စဝင်ပြီးတော့သူက in C လား in O လားကိုသုံးချင်တဲ့ပုံစံမျိုးပေါ့နော်သုံးပြရမှာဖြစ်ပါတယ်ကျွန်တော်အခုပေါ့နော်ဒီ motor လေးနဲ့စမ်းပြမှာဖြစ်ပါတယ်ဒီ motor လေးကကြတော့တကောင်ခွဲရှိတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က inverter 1 HP ရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့တကောင်ခွဲလေးဆိုလို့ရှိရင်ဆင်လို့ရတယ်ပေါ့နော်တကယ်လို့2ကောင်ဆိုလို့ရှိရင်ဒီတကောင်ရှိတဲ့ inverter ကို2ကောင် motor နဲ့တွားတက်လို့မရဘူးပေါ့နော်ဒါတော့တတိထားရမယ့်ဟာတခုပေါ့โอเคဒါဆိုလို့ရှိရင် wire connection ကျွန်တော်တို့ဝင်ကြည့်မယ်ဗျာအရင်ဆုံးကျွန်တော်တို့သူ့ရဲ့ power point တွေကိုကျွန်တော် power ကျွေးလိုက်မယ်ဗျာကျွန်တော်မှာ single phase ကျွေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကျွန်တော် L3 နဲ့ L1 ပဲကျွန်တော် power ပေးလိုက်မယ်နော်ဒီမှာကျွန်တော် line တစ်စားဝင်ရရနော် L1 မှာ line တစ်စားဝင်တယ် L3 မှာကျတော့ကျွန်တော် neutral ဝင်ရပါတော့ကျွန်တော် ground တစ်စားကိုလည်းဒီမှာထည့်လိုက်မယ်ဗျာ up ပင်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့နော်ကျွန်တော် plug ကောင်းလေးကျွန်တော်ဆင်းထားပြီးเนาะကျွန်တော်ဖွင့်လိုက်မယ် inverter ကိုမိဖွင့်လိုက်မယ် inverter ကိုကြည့်ပြโอเคခုဆိုရင်ဒီလိုနေထားပေါ့နော်ဒါကသူ့ရဲ့ original setting ပေါ့နော်ဒီမှာကျွန်တော်တို့ဘာလေးသုံးချင်တာလဲဘယ်လိုပုံစံသုံးမလဲဆိုတော့ကျွန်တော်တို့ဒီမှာ parameter မှာ setting ထည့်မှာပေါ့နော်ဒီမှာသူ့မှာ cloud တွေပါတယ်ဒီဟာကိုကျတော့ကျွန်တော်ဒီ control လုပ်တဲ့ပိုင်းနဲ့ဒီ setting တွေအကြောင်းပေါ့နော်ကျွန်တော်နောက်နေ့မှာ video နဲ့နည်းနည်းရှင်းပြပေးမယ်နော်တော့လို့ဆိုကျွန်တော်ဒီ motor လေးထည့်လိုက်မယ်ဗျကျွန်တော် power ပြန်ပေးလိုက်မယ်နော်ဒီဟာโอเคဒီမှာ U မှာတစ်စက်ထည့်မယ်ကျွန်တော်တို့နောက်ပြီး V မှာတစ်စက်ခုဆိုရင်ကျွန်တော်ဒီပုံလေးဖြစ်သွားပြီပေါ့နော်ထည့်ပေးတာလားဒီမှာသူ့ရဲ့ motor ဒါသူ့ရဲ့သုံးမဲ့ motor ပေါ့နော်ဒါကကြတော့ကျွန်တော်တို့3 feet ကျွန်တော် data ထည့်ထားတာပေါ့နော် data ပုံစံထည့်ထားဖြစ်ပါတယ်ဒီမှာ inverter ဖွင့်ပြီးတော့ကျွန်တော်တို့ motor ကိုလေ့ကြည့်မယ်ဗျဒီမှာကျွန်တော်တို့ speed ကိုပေါ့နော် short လို့ရတယ်ဗျ short ပြီးတော့ဒီမှာသူကလောလောဆယ်သူ့ original system မှာကြတော့ကျွန်တော်တို့ run ရယ် stop ရယ်ဒီမှာနှစ်ခုပါတယ်ပေါ့နော်ဒါကိုကျွန်တော်လက်ချင်တယ်ဆိုလို့ရှိရင် run နေတယ်ပေါ့နော်ပြီးရင် speed နဲ့တင်လိုက်ကိုလိုတဲ့လောက် speed ပေါ့နော်ဒါသူ့ရဲ့ original system ပေါ့ဒီ stop လုပ်လို့ရတာဒီမှာ stop လုပ်လိုက်မယ်ဒီပုံတိုင်းပေါ့နော်ဒါမျိုးလေးကျွန်တော်တို့အသုံးပြုလို့ရပါတယ်ကျွန်တော်တို့မြန်မာပြည်မှာဆိုလို့ရှိရင်တော့220 single phase ပဲရှိတယ်3 phase motor သုံးချင်တဲ့လူတွေအတွက်အရင်ဆင်ပြေတဲ့ပစ္စည်းတစ်ခုပါနော်
โอเคအားလုံးကစင်ပြေကြပါပြီဗျာ